စကိုင်းမြန်မာကအိမ်ခေါ်တင်ခြင်းနဲ့မိဘတွေနဲ့ဆရာတွေနဲ့ကိုဒီတိုင်းချိတ်ဆက်ပေးအောင်ပဲမဟုတ်ဘူးဆိုတာကိုသိပါသလားဆိုတော့အဓိကဘာကြောင့်လို့ပြောရလဲဆိုလို့ရှိရင်တော့မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးအတွက်ဆရာဆရာမခေါ်ပြီးဆိုလို့ရှိရင်တွေ့ရဆရာဆရာမနဲ့ချိတ်ပေးလိုက်တာမျိုးထက်စားလို့ရှိရင်အဓိကကိုယ့်ရဲ့ဒီမိဘတွေရဲ့ကလေးတွေပေါ့နော်ဒီចောင်းသားចောင်းသူတွေအတွက်ကိုအဓိကထားပြီးတော့မှ focus ထားပြီးတော့မှပေါ့နော်ဆွေးနွေးမှုတစ်ခုလုပ်ပေးပါတယ်ဆိုတော့ပြောချင်တာကကိုယ့်ကလေးရဲ့လိုအပ်ချက်တွေလိုအင်ချက်တွေဒီចောင်းသားចောင်းသူကဘယ်လိုမျိုးလေးပုံစံမျိုးလေးသွားချင်တာလဲဘယ်လိုလမ်းကြောင်းလေးတွေကိုဘယ်လိုမျိုးပညာရေးနောက်ခံ background လေးတွေရှိရလဲဒါလေးတွေကိုအဓိကထားပြီးတော့မှဆွေးနွေးပြီးတော့မှနောက်တစ်ဆင့်အနေနဲ့ပေါ့နော်ဆရာဆရာမလိုအပ်လို့ရှိရင်ခေါ်ပေးပါတယ်ဆိုတော့အမြဲတမ်းကြီးခေါ်ပေးတာလားဆိုတော့မဟုတ်ဘူးပေါ့နော်ကိုကလေးရဲ့လိုအပ်ချက်ပုံကိုတည်ပြီးတော့ဆရာဆရာမကိုဘယ်နှယောက်ခေါ်ရမှာလဲဘယ်နှဘာသာတွေခေါ်တင်တာလဲစသဖြင့်ဒါတွေကိုလည်းအဓိကထားဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘတွေအနေနဲ့လည်းတွေ့ရဆရာဆရာမခေါ်ရင်ရရင်ပြီးရောဆိုပြီးတော့မှချိတ်ဆက်ပေးတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးကိုယ့်ရဲ့ကလေးပေါ်မူတည်ပြီးတော့မှဒီသူ့ရဲ့ပညာရေးပေါ်မူတည်ပြီးတော့မှလိုအပ်တဲ့ဆွေးနွေးမှုတွေလုပ်ပေးပြီးတော့မှပဲလိုအပ်ရင်လိုအပ်တယ်လို့ဘာသာရပ်တွေဆရာဆရာမတွေကိုချိတ်ဆက်ခေါ်ယူပေးတာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့မိဘတွေအနေနဲ့လည်းကိုယ့်ရဲ့ကလေးရဲ့ပညာရေးပေါ်မူတည်ပြီးတော့မှတေချာထိရောက်နိုင်မယ့်ဆရာဆရာမတွေခေါ်ချင်တယ်ဆိုလို့ရှိရင်တော့တကိုင်းမြန်မာမှာလည်းဆက်သွယ်ပေးမြင်နိုင်ပါတယ်